စဉ်စက်တင်ဘာလ29ရက်နေ့တွင်ကမ္ဘာခရီးသွားလုပ်ငန်းနှင့်အထိမ်းအမှတ်အခမ်းအနားများကိုကမ္ဘာတဝန်းကျင်းပကြသည့်နည်းတူမြန်မာနိုင်ငံတွင်လည်းစီကားတိုက်မြိုက်စွာနှစ်စဉ်ကျင်းပလေးရှိပါသည်ယခုနှစ်အတွက်ကမ္ဘာခရီးသွားလုပ်ငန်းနှင့်ဆောင်ပုဒ်အဖြစ်ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့စဉ်ဆက်မပြတ်ဖော်ဆောင်စို့ဟူ၍သတ်မှတ်ကာခရီးသွားလုပ်ငန်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ရေရှည်တည်တံ့သောအသွင်ကူးပြောင်းခြင်းများအတွက်အထောက်အကူပြုမှုကိုမိမောင်းထိုးပြထားပါသည်ခရီးသွားလုပ်ငန်းသည်နိုင်ငံတစ်နိုင်ငံ၏နိုင်ငံခြားဝင်ငွေကိုရှာဖွေပေးနိုင်သောအရေးပါသည့်စီးပွားရေးကဏ္ဍတစ်ခုဖြစ်ပါသည်လူမှုရေးယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ကိုအကျိုးကျေးဇူးပြုပြီးနိုင်ငံ၏တိုးတက်ပြောင်းလဲမှုများကိုအထောက်အကူပြုအားပေးသောကဏ္ဍတစ်ရပ်လည်းဖြစ်ပါသည်ထို့သောတိုးတက်ပြောင်းလဲခြင်း၌တိုးတက်မှုတစ်ခုတည်းဖြင့်မလုံလောက်တော့ဘဲကောင်းမွန်သောအုပ်ချုပ်မှုမဟာဗျူဟာမြောက်စီမံခန့်ခွဲမှုနှင့်ကမ္ဘာကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကိုအကောင့်ထဲပေါ်နိုင်မှုများအပေါ်တွင်မူတည်နေကြောင်းယခုနှစ်ကမ္ဘာခရီးသွားလုပ်ငန်းနှင့်ဆောင်ပုဒ်ဖြင့်တင်ပြထားခြင်းဖြစ်ပါသည်ကမ္ဘာခရီးသွားလုပ်ငန်းအခြေအနေအားလေ့လာကြည့်ပါက2019ခုနှစ်သည်ခရီးသွားလုပ်ငန်း၏အကောင်းဆုံးသောနေ့ရက်များဖြစ်ခဲ့ပြီးကမ္ဘာလက်ခရီးသည်ပေါင်း1.46 ဘီလီယံကျော်ရှိခဲ့ရာမှ COVID-19 ကပ်ရောဂါ၏ရိုက်ခတ်မှုကြောင့်ရုတ်ကြီးကျဆင်းသွားရုံမျှမကရက်ဆိုင်လူနီးပါးဖြစ်ခဲ့ရသည်2020ခုနှစ်တွင်ကမ္ဘာလက်ခရီးသည်ပေါင်း408တန်းသာရှိခဲ့ပြီး82ရာခိုင်နှုန်းအထိကျဆင်းခဲ့ခြင်းဖြစ်သည်သို့သော2021ခုနှစ်တွင်461တန်း2022ခုနှစ်တွင်986တန်း2023ခုနှစ်တွင်1306တန်းဖြင့်တရိပ်ရိပ်ပြန်လည်တိုးတက်လာခဲ့ရာ2024ခုနှစ်တွင်ကမ္ဘာလက်ခရီးသည်ပေါင်း1465တန်းဖြင့် COVID-19 ကပ်ရောဂါမတိုင်မီအခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့သည်2025ခုနှစ်ဇန်နဝါရီလမှမတ်လအထိကမ္ဘာလက်ခရီးသည်ပေါင်းတန်း300ကျော်လဲပတ်ခဲ့ကြသဖြင့်2024ခုနှစ်ထက်9ရာခိုင်နှုန်း COVID-19 မတိုင်မီ2019ခုနှစ်နှင့်နှိုင်းယှဉ်လျှင်3ရာခိုင်နှုန်းတိုးတက်လျက်ရှိကြောင်းတွေ့ရမည်ဖြစ်ပါသည်ထို့အပြင်ကမ္ဘာခရီးသွားလုပ်ငန်းကောင်စီ၏ကိန်းဂဏန်းအချက်အလက်များအရ2024ခုနှစ်ကမ္ဘာ GDP တွင်ခရီးသွားလုပ်ငန်းမှအမေရိကန်ဒေါ်လာ10.9 ထရီလီယံရရှိခဲ့၍2023ခုနှစ်ကရရှိခဲ့သော9.899ထရီလီယံထက်10ရာခိုင်နှုန်း COVID-19 ကပ်ရောဂါမတိုင်မီ2019ခုနှစ်က10ထရီလီယံထက်9ရာခိုင်နှုန်းကျော်လွန်တိုးတက်နေသည်ကိုတွေ့ရှိရမည်ဖြစ်ပါသည်ခရီးသွားလုပ်ငန်းသည်ကမ္ဘာစီးပွားရေး၏10ရာခိုင်နှုန်းအထိပါဝင်အကျိုးပြုနေခြင်းလည်းဖြစ်ပါသည်2019ခုနှစ်တွင်ခရီးသွားနှင့်သက်ဆိုင်သောအလုပ်ကိုင်ပေါင်း334တန်းရှိခဲ့ပြီး COVID-19 ကပ်ရောဂါနှင့်စီးပွားရေးကျဆင်းမှုများကြောင့်အလုပ်ကိုင်ပေါင်းတန်း80ကျော်ဆုံးရှုံးခဲ့ရပါသည်2021ခုနှစ်တွင်ခရီးသွားအလုပ်ကိုင်ပေါင်း17တန်းကျော်ပြန်လည်ဖန်တီးပေးနိုင်ခဲ့ပြီး2022ခုနှစ်တွင်21.6တန်းကျော်2023ခုနှစ်တွင်29.4တန်းကျော်ဖန်တီးနိုင်ခဲ့၍ယခုအခါခရီးသွားကဏ္ဍမှအလုပ်ကိုင်ပေါင်း358တန်းကျော်ပြန်လည်ရရှိလာပြီးဖြစ်ပါသည်အလုပ်ကိုင်10ခုလျင်ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သောအလုပ်အကင်တစ်ခုပါဝင်နေကြောင်းကမ္ဘာခရီးသွားလုပ်ငန်းကောင်စီကပြောကြားထားပါသည်ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းဆိုသည်မှာခရီးသွားဧည့်သည်များစီးပွားရေးလုပ်ငန်းများနှင့်ဒေသခံတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ရာ၌ယင်း၏လက်ရှိနှင့်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သောစီးပွားရေးလူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ရောက်မှုများကိုအပြည့်အဝထည့်သွင်းစဉ်းစားဆောင်ရွက်သည့်ခရီးသွားလုပ်ငန်းကိုရည်ညွှန်းပါသည်ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကိုဖော်ဆောင်ရန်အတွက်အောက်ပါအဓိကအခြေခံစည်းမျဉ်း5ခုကိုလိုက်နာရန်လိုအပ်ပါသည်သဘာဝတယံဇာတများနှင့်ဇီဝမျိုးစိတ်မျိုးကွဲများအပေါ်တွင်စိုးကျိုးတက်ရောက်မှုအ ਨੇ ဆုံးဖြစ်စေရန်အတွက်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်များကိုအသုံးပြုခြင်းနှင့်သဘာဝနှင့်လိုက်ရောညီထွေရှိသောအလေးကျင့်ကောင်းများကိုကျင့်သုံးပြီးသဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းခြင်းဒေသခံတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အမွေအနှစ်များကိုလေးစားခြင်းကာကွယ်ထိန်းသိမ်းခြင်းနှင့်ဒေသခံတို့နှင့်ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့်ယဉ်ကျေးမှုဖလှယ်ခြင်းခရီးသွားလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်သူများအားလုံးအတွက်ယ
ရေရှည်စီးပွားရေးအကျိုးအမြတ်ရရှိစေခြင်းနှင့်ဒေသခံတို့အတွက်ဝင်ငွေနှင့်အလုပ်ကိုင်အခွင့်အလမ်းများကိုဖန်တီးပေးခြင်းခရီးသွားလုပ်ငန်းကိုဆောင်ရွက်ရာတွင်အမျိုးသမီးများလူငယ်များနှင့်အခွင့်အလမ်းကိုလက်လန်းမမီသောအုပ်စုများပါဝင်စေခြင်းနှင့်ခရီးသွားလုပ်ငန်းမှရရှိသောအကျိုးအမြတ်နှင့်အခွင့်အလမ်းများကိုတန်းတူခံစားရရှိစေခြင်းကောင်းမွန်သောအုပ်ချုပ်မှုမူဝါဒပိုင်းဆိုင်ရာထိန်းကျောင်းမှုရေရှည်တည်တံ့သောခရီးစဉ်ဒေသစီမံခန့်ခွဲမှုစနစ်များနှင့်လူမှုရေးနှင့်တဘာဝပတ်ဝန်းကျင်အပေါ်တက်ရောက်မှုများကိုအစဉ်စောင့်ကြည့်ထိန်းကျောင်းခြင်းအနှစ်သာရအားဖြင့်ဆိုသောရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည်ခရီးသွားလုပ်ငန်းတိုးတက်မှုကိုတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းနှင့်လူမှုဘဝသာတူညီမျှရှိစေခြင်းဖြင့်ဟန်ချက်ညီစေပြီးလူသားနှင့်ကမ္ဘာမြေယခုလက်ရှိနှင့်အနာဂတ်မျိုးဆက်များအတွက်ဖွံ့ဖြိုးတိုးတက်မှုများကိုဆောင်ကျဉ်ပေးရန်ရည်ရွယ်ပါသည်ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည်နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်ပံ့ပိုးပေးနိုင်ပြီးအပေါင်းလက္ခဏာဆောင်သောအသွင်ကူးပြောင်းခြင်းများကိုအထောက်အကူဖြစ်စေပါသည်ကော့စတာရီကာနိုင်ငံသည်ဤခရီးသွားလုပ်ငန်းကိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အောင်မြင်စွာပေါင်းဆက်အကောင့်ထဲပေါ်ထားပါသည်တဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့်လူထုအခြေပြုခရီးသွားလုပ်ငန်းတွင်ယင်းနှိမ့်မြုပ်နှံခြင်းဖြင့်ကျေးလက်နေပြည်သူများအတွက်ဝင်ငွေနှင့်စီးပွားရေးအခွင့်အလမ်းများကိုဖန်တီးပေးနိုင်ရုံမျှမကနိုင်ငံ၏ဇီဝမျိုးစိတ်များတိုးပွဲများကိုထိန်းသိမ်းစောင့်ရှောက်နိုင်ပါသည်စွမ်းရည်သုံးစွဲမှု၏68ရာနှုန်းကျော်ကိုပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်အရင်းမြစ်များမှရရှိပြီးရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းနှင့်အစိမ်းရောင်ခရီးသွားလုပ်ငန်းအတွက်စံပြဖြစ်စေပါသည်ဆလိုဗေးနီးယားနိုင်ငံသည်ယခင်ကခရီးစဉ်ဒေသတစ်ခုအဖြစ်လူသိနည်းပါတော်လဲယခုအခါစီးပွားရေးလုပ်ငန်းများနှင့်စီပင်သားယာရေးအဖွဲ့များသို့ရင်းတို့တီထွင်ဖန်တီးပေးအပ်ခဲ့သောဆလိုဗေးနီးယားခရီးသွားလုပ်ငန်းအတွက်အစိမ်းရောင်အစီအစဉ်စု Green Team of Slovenia Tourism Award ကြောင့်တစ်ကမ္ဘာလုံးမှသိရှိလာကြပြီးဖြစ်ပါသည်စမ်းသစ်တီထွင်သောမူဝါဒနှင့်မဟာဗျူဟာရေးဆွဲခြင်းမှတဆင့်ဆလိုဗေးနီးယားနိုင်ငံသည်ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကိုအမျိုးသားခရီးသွားအမှတ်တံဆိပ်အဖြစ်ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်ရဝမ်ဒါနိုင်ငံသည်တဘာဝအခြေခံခရီးသွားလုပ်ငန်းဆောင်ရွက်သောနိုင်ငံတစ်ခုဖြစ်ပြီးအထူးသဖြင့်ဂေါ်ရီလာများကိုထိန်းသိမ်းစောင့်ရှောက်ကာတာဝန်ယူမှုရှိသောတောရိုင်းတိရစ္ဆာန်ခရီးသွားလုပ်ငန်းတွင်ဦးဆောင်သူအဖြစ်ရည်တည်နေပါသည်ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေကိုရက်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင်ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့်ခရီးသွားလုပ်ငန်းတွင်ပါဝင်လုပ်ကိုင်သူများအားလုံးကိုအကျိုးရှိစေပါသည်မြန်မာနိုင်ငံတွင်လည်းတာဝန်သိခရီးသွားလုပ်ငန်းမူဝါဒကို2013ခုနှစ်ကပင်ရေးဆွဲထုတ်ပြန်ခဲ့ပါသည်မြန်မာခရီးသွားလုပ်ငန်း၏အနာဂတ်မျှော်မှန်းချက်ဖြစ်ကျွန်ုပ်တို့သည်မြန်မာနိုင်ငံအားပိုမိုကောင်းမွန်သောနေထိုင်ရာနေရာဖြစ်စေရန်အတွက်ခရီးသွားလုပ်ငန်းအားသုံးချရန်ရည်ရွယ်ထားပါသည်အထူးသဖြင့်ပြည်သူလူထုအတွက်အလုပ်ကိုင်များနှင့်စီးပွားရေးအခွင့်အလမ်းများကိုစီမံပံ့ပိုးပေးရန်တဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအပေါ်ဖြည့်ဆည်းပေးရန်နှင့်ကျွယ်ဝလာသောရိုးရာယဉ်ကျေးမှုများကိုမျှဝေခံစားရန်ဖြစ်ပါသည်ကျွန်ုပ်တို့၏အမွေအနှစ်များနှင့်လူနေမှုဘဝများကိုလေးစားတန်ဖိုးထားသောလာရောက်လည်ပတ်သူများကိုနှွေးထွေးစွာကြိုဆိုပါသည်ဟုဖော်ပြထားပါသည်ဒီအနာဂတ်မျှော်မှန်းချက်ကိုကြည်လျင်ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းဖော်ဆောင်ရေးအတွက်အဓိကကျသောတဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှုနှင့်လူမှုပတ်ဝန်းကျင်စီးပွားရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းအားလုံးကိုရည်မှန်းထားကြောင်းပေါ်လွင်ထင်ရှားလျက်ရှိပါသည်ပညာရေးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးရေးသည်အခြေခံအုတ်မြစ်ခရီးသွားကဏ္ဍပညာရေးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသည်အားလုံးပါဝင်နိုင်သောဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာတွင်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်ခရီးသွားလုပ်ငန်း၏စင်ပွားတက်ရောက်မှုနှင့်ဖွံ့ဖြိုးမှုကိုပံ့ပိုးတတ်သောသဘာဝကြောင့်အလုပ်ကိုင်နှင့်စွန့်ဦးတည်ထွင်မှုများအတွက်အခွင့်အလမ်းများကိုဖန်တီးပေးပါသည်နင်းခွင့်လန်းများကိုရယူနိုင်ရန်အတွက်ဒေသခံပြည်သူလူထုနှင့်စီးပွားရေးလုပ်ငန်းများအနေဖြင့်မှန်ကန်သောအသိပညာနှင့်ကျွမ်းကျင်မှုရှိမှသာအပြည့်အဝအကျိုးခံစားနိုင်မည်ဖြစ်ပါသည်ပညာရေးသည်လူငယ်များအမျိုးသမီးများနှင့်ဒေသခံများအတွက်အလုပ်ကိုင်ခွင့်လန်းများကိုဖန်တီးပေးကာစီမံခန့်ခွဲမှုနှင့်ဆုံးဖြတ်ချက်ချရာတွင်ပါဝင်စေခြင်းဖြင့်ခရီးသွားလုပ်ငန်းကိုပိုမိုသက်ဝင်လာစေပါသည်ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများဗဟုသုတနှင့်အသိပညာများကိုမျှဝေပေးခြင်းဖြင့်ဝန်ဆောင်မှုအရေးသွေးများတိုးတက်ကောင်းမွန်လာရုံမျှမကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လျင်မြန်ထိရောက်စေပါသည်ခ
ီးသွားလုပ်ငန်းသည်ဘာသာစကားများဧဝန်ဆောင်မှုဆိုင်ရာအတတ်ပညာများမှသည် digital ဈေးကွက်ရှာဖွေရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးအလေးအကျင့်များအထိကျွမ်းကျင်မှုများစွာလိုအပ်ပါသည်အသက်မွေးဝမ်းကြောင်းတင်နန်းများသည်ဤလုပ်ငန်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက်အကောင်းဆုံးသောကြိုတင်ပြင်ဆင်မှုများဖြစ်ပါသည်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသည်လူတဦးချင်းစီအားယုံကြည်မှုကိုရရှိစေပြီးအလုပ်ကိုင်နှင့်လုပ်ငန်းခွင်လုံခြုံမှုကိုပေးပါသည်ဒေသခံပြည်သူများအားသက်မွေးပညာများကိုလေ့ကျင့်သင်ကြအားပေးသောအခါရင်းတို့သည်ခရီးသွားလုပ်ငန်းတွင်ကိုယ်တိုင်ကိုယ်ကျပါဝင်လာပြီးသဘာဝအခြေခံခရီးသွားလုပ်ငန်းစားအသောက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ဧည့်လမ်းညွှန်လုပ်ငန်းကဲ့သို့သောနယ်ပယ်များတွင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ပိုင်ဆိုင်နိုင်သဖြင့်ရေရှည်တည်တံ့သောဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်စေပါသည်ဧည့်ဝန်ဆောင်မှုနှင့်ယဉ်ကျေးမှုခရီးသွားလုပ်ငန်းများတွင်ကျေးလက်ဒေသမှလူငယ်များကိုလေ့ကျင့်သင်ကြားပေးခြင်းဖြင့်အလုပ်လက်မဲ့နှုန်းကိုလျှော့ချနိုင်ပြီးဒေသ၏အမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်ရန်အားပေးပါသည်ပညာရေးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးရေးသည်အားလုံးပါဝင်သောခရီးသွားလုပ်ငန်း၏အခြေခံအုပ်မြစ်ဖြစ်ပါသည်လေ့ကျင့်ရေးနှင့်အသိပညာပေးရေးလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၏အကျိုးအမြတ်များကိုပိုမိုညီမျှစွာခံစားရရှိစေပြီးရေရှည်တည်တံ့သောအနာဂတ်ကိုပုံဖော်ရာတွင်အထောက်အကူဖြစ်စေပါသည်စွန့်ဦးတီထွင်မှုနှင့်အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများမြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည်အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏စွမ်းအားဖြင့်လည်ပတ်နေပြီးအများစုမှာမိသားစုစီးပွားရေးလုပ်ငန်းများဖြစ်ကြပါသည်တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများကိုအားပေးပြီးစွန့်ဦးတီထွင်မှုနှင့်စမ်းသစ်သော digital နည်းပညာတို့ကိုမြင့်တင်ခြင်းဖြင့်အားလုံးပါဝင်သောတာယာဝပြောမှုကိုဖော်ဆောင်ပေးနိုင်ပါသည်ခရီးသွားလုပ်ငန်းတွင်အမျိုးသမီးများနှင့်လူငယ်များဦးဆောင်သောစွန့်ဦးတီထွင်မှုလုပ်ငန်းများကိုပံ့ပိုးပေးခြင်းအသေးစားငွေကြေးလုပ်ငန်းများdigital platform များနှင့်ဈေးကွက်ရှာဖွေခြင်းများမှတဆင့်ကဏ္ဍစုံစီးပွားရေးဖွံ့ဖြိုးမှုကိုမြင့်တင်ပေးနိုင်မည်ဖြစ်ပါသည်အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကိုနိုင်ငံတော်မှအားပေးပံ့ပိုးမှုကဏ္ဍစုံပေါင်းဆက်ဆောင်ရွက်မှုများနှင့် digital platform ကိုအသုံးပြုကာရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကိုဖော်ဆောင်ခြင်းတို့ဖြင့်မိမိနိုင်ငံ၏စွန့်ဦးတီထွင်မှုလုပ်ငန်းများကိုကမ္ဘာဈေးကွက်တွင်ရှင်ပြိုင်စွမ်းအားကောင်းစေနိုင်ပါသည်ရေရှည်တည်တံ့သောအစိမ်းရောင်ယင်းနှိမ့်မြုပ်နှံမှုများကိုဆွဲဆောင်ရမည်2019ခုနှစ်မှ2024ခုနှစ်အတွင်းကမ္ဘာတဝန်းရှိနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုစီမံကိန်းပေါင်း2300ကျော်သည်ခရီးသွားလုပ်ငန်းသို့အမေရိကန်ဒေါ်လာ126ဘီလီယံအထိတည်ဆောင်လာခဲ့ပါသည်အဆိုပါယင်းနှိမ့်မြုပ်နှံမှုများသည်ဒေသခံတို့အတွက်ရေရှည်အကျိုးဖြစ်ထွန်းစေသောရေရှည်တည်တံ့ပြီးကြံ့ကြံ့ခံနိုင်သောရာသီဥတုပြောင်းလဲမှုနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအ ਨੇ ဆုံးဖြစ်စေသောယင်းနှိမ့်မြုပ်နှံမှုစီမံကိန်းများဖြစ်ရန်လိုအပ်ပါသည့်ယခုအခါမြန်မာနိုင်ငံသည်လည်းရာသီဥတုပြောင်းလဲမှုနှင့်သဘာဝဘေးအန္တရာယ်များကိုလျှော့ချရန်ရဲရွာလူထု၏အကျိုးခံစား권များကိုမြင့်တင်ရန်နှင့်သဘာဝပတ်ဝန်းကျင်ကိုမပျက်စီးစေသောစီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်နိုင်ရန်အတွက်အစိမ်းရောင်ယင်းနှိမ့်မြုပ်နှံမှုများကိုဆွဲဆောင်ရမည်ဖြစ်ပါသည်ကမ္ဘာကုလသမဂ္ဂ၏ခရီးသွားလုပ်ငန်းစင်ဆက်မပြတ်ယင်းနှိမ့်မြုပ်နှံမှုအခြေခံမူများနှင့်ကိုက်ညီသောအစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့်ဆောင်ရွက်သည့်ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦများသည်သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ကာရာသီဥတုနှင့်လူမှုရေးတက်ရောက်မှုများကိုလျော့ပါးစေပါသည်သဘာဝအခြေခံခရီးသွားလုပ်ငန်းယဉ်ကျေးမှုအမွေအနှစ်ခရီးသွားလုပ်ငန်းနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုအသုံးပြုသောပို့ဆောင်ရေးလုပ်ငန်းများသည်မြန်မာနိုင်ငံအတွက်အလားအလာကောင်းသောစီးပွားရေးအခွင့်အလမ်းများအဖြစ်အစိမ်းရောင်ယင်းနှိမ့်မြုပ်နှံသူများကိုဆွဲဆောင်နိုင်ပါသည်သဘာဝအရင်းအမြစ်များကိုထိန်းသိမ်းစောင့်ရှောက်သူမြန်မာနိုင်ငံမြောက်ဖျားပိုင်းပူတာအိုဒေသရှိစီးနှင်းများဖုံးလွှမ်းလျက်ရှိသောတောင်တန်းများစီမှတနင်္သာရီကမ်းရိုးတန်းမြစ်ကျွန်းစုအထိမြန်မာနိုင်ငံ၏ရင်သက်ရှုမောဖွယ်ရှုခင်းများသည်နိုင်ငံတော်နှင့်ခရီးသွားလုပ်ငန်းအတွက်အဖိုးမဖြတ်နိုင်သောအမွေအနှစ်များပင်ဖြစ်ပါသည်သို့တော်လည်းယင်းတို့သည်ရာသီဥတုပြောင်းလဲမှုထိန်းကျောင်းမှုနှင့်စည်းကမ်းအားနည်းသောဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်များကိုအလွန်အကျူးထုတ်ယူသုံးစွဲမှုများကြောင့်ဖိအားများကိုရင်ဆိုင်နေရပါသည်ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းတွင်
တာဝန်တည်ကြီးကြပ်မှုများပါဝင်ရမည်ဖြစ်ရာတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းသောအခြေခံအဆောက်အအုံများကိုစောက်လုပ်အသုံးပြုခြင်းထိခိုက်ပျက်စီးလွယ်သောဂေဟစနစ်များတွင်ဧည့်သည်အရေးအတွက်ကိုကန့်သက်ခြင်းနှင့်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင်ရက်ရွာလူထုပါတူညရင်ခြင်းဖြင့်ခရီးသွားလုပ်ငန်းသည်တဘာဝအမွေအနှစ်များကိုချိန်ချောက်မှုမဟုတ်ဘဲထိန်းသိမ်းဆောင်ရှောက်သူဖြစ်လာနိုင်ပါသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသောကဏ္ဍကြီးတစ်ခုဖြစ်လာမည်ယခု2025ခုနှစ်ကမ္ဘာခရီးသွားလုပ်ငန်းနေ့တွင်အားလုံးပါဝင်နိုင်သောလူထုကိုဗဟိုပြုပြီးတဘာဝပတ်ဝန်းကျင်ကိုအလေးထားသောကြံ့ကြံ့ခံနိုင်ပြီးရေရှည်တည်တံ့သောခရီးသွားကဏ္ဍကိုတည်ဆောက်ရန်အကြံပြုတောင်းဆိုထားပါသည်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်မဟာဗျူဟာမြောက်စမ်းသစ်တီထွင်မှုပညာရေးနှင့်ရေရှည်တည်တံ့သောရင်းနှီးမြှုပ်နှံမှုများဖြင့်မြန်မာခရီးသွားလုပ်ငန်းသည်စီးပွားရေးကဏ္ဍကြီးတစ်ခုအဖြစ်သာမကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အသွင်ကူးပြောင်းရေးအတွက်အရေးပါသောကဏ္ဍကြီးတစ်ခုဖြစ်လာပါမည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ်များအတွက်ရေရှည်တည်တံ့သောတိုးတက်ပြောင်းလဲမှုကိုဖော်ဆောင်ရန်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးတောင့်တင်းခိုင်မာအားကောင်းသောနိုင်ငံတော်တည်ဆောက်ရေးတို့အတွက်ခရီးသွားလုပ်ငန်း၏စွမ်းအားစောမကားနှင့်အနာဂတ်အလားအလာများကိုဖော်ထုတ်ကာစ조사ဆောင်ရွက်ကြပါစို့ဟုတိုက်တွန်းရေးသားလိုက်ရပါသည်